မနေ့6နာရီ53မိနစ်နိုးစက်မမီခင်9မိနစ်အလိုမှတင်ခင်ဗျာနိုးနေပြီခင်ဗျာရဲ့ခန္ဓာကိုယ်ကဒီတိုင်းနိုးလာ73နှစ်လောက်ရှိခဲ့ပြီကုမ္ပဏီတစ်ခုထဲမှာပဲအလုပ်လုပ်လာတာအခုဆိုဆယ်စုနှစ်တစ်ခုကြော်သွားပြီပေါ့ကိုတော့ပြန်နှစ်တင်မိတယ်ငါအလုပ်ကခိုင်မာပါတယ်လားစာလဲကောင်းတယ်အကျိုးခံစားခွင့်တွေလည်းရှိတာပဲဆိုပြီးတော့ဒါပေမဲ့မျက်နှာချက်ကိုစိုက်ကြည့်နေရင်စိတ်ထဲမှာတစ်ခုခုတော့လွဲနေတယ်လို့ခံစားနေရတယ်ခမရမိဘတွေတက်လုံးမရှာနိုင်ခဲ့တဲ့ငွေပမာဏမျိုးကိုရှာနေနိုင်ပေမဲ့တကယ်တမ်းကျတော့အရင်ကတည်းကပိုပြီးလက်ဖျားရှည်ထားမှာကတ်တယ်လို့မွဲနေတယ်လို့ဖြစ်နေရတယ်။နောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာဒါဟာတိုက်ဆိုင်မှုမဟုတ်ပဲလူတွေအလုပ်ပေါ်မှာပဲတက်လုံးပိတ်မိနေအောင်အကွက်ချစီစဉ်ထားတဲ့လားစာထောင်ကျော်အကြောင်းကိုကျွန်တော်ရှင်းပြပါမယ်။ကျွန်တော်တို့မတီတာနဲ့မိတ်ဆက်ပေးပါမယ်။သူမကအသက်34နှစ်အလုပ်အကင်အစင်တန်းလည်းရှိတယ်လားစာလည်းကောင်းတယ်လူကြားထဲမှာဆိုရင်သူမဟာအောင်မြင်နေသူတယောက်ပါသူမဟာချမ်းသာတယ်လို့ခံစားနေရတင့်ပေမဲ့လက်တွေ့မှာတော့မဟုတ်ဘူးမတီတာလားစာထုတ်တဲ့အခါဘာဖြစ်တယ်လဲဆိုတော့ဒီစနစ်ကြီးကသူမကိုရော့ဒါခင်ဗျားပိုင်ဆန်ဘာလုံးလဲကိုယ်တိုင်ဆုံးဖြတ်ဆိုပြီးလွတ်လပ်ခွင့်ပေးမထားဘူးအဲ့ဒီအစားသူမရဲ့ပိုင်ဆန်တွေကိုသူမလက်ထဲမရောက်ခင်ကတည်းကတဏှာစီခွဲထုတ်ပြလိုက်တယ်အင်လားစာကားအရစ်ချအင်တာနက်ဖိုးမီးဖိုးရေဖိုးခလေးချောင်းလားစာဒီကပတ်ဝန်းကျင်နဲ့အညီနေနိုင်ဖို့တုံရတဲ့စရိတ်တွေတကယ်တမ်းမတီတာလားစာထုတ်ပြီးချိန်မှာလက်ထဲမှာနှစ်ပတ်စာအကလည်းငွေအနှဲငယ်ပဲကျန်တော့တယ်ဒါပေမဲ့ဒီစနစ်ရဲ့ကြောက်စရာကောင်းတဲ့အချက်ကဘာလဲဆိုတော့မတီတာဟာဒါကိုဒုက္ခရောက်နေတယ်လို့မခံစားရတာပဲသူမမှာကားရှိတယ်ကွန်ဒိုနဲ့နေနိုင်တယ်သူမဟာအောင်မြင်နေသူတယောက်ပဲလို့ထင်နေရတယ်ဒီစနစ်ကခင်ဗျားကိုငါဘာလို့ချမ်းသာမလာတာလဲဆိုတဲ့မေးခွန်းမျိုးမမေးမိအောင်တက်တာရှိမှုလေးတစ်ခုကိုပေးထားတယ်။ဒါဟာလားစာထောင်းကျောက်ရဲ့ပထမဆုံးလက်နက်ဖြစ်တဲ့ပစ္စည်းတွေပိုင်ဆိုင်နေလို့ငါချမ်းသာနေပြီဆိုတဲ့အမြင်မှားကိုဖန်တီးထားတာပါ။နောက်တစ်ခုကပိုမောင်းမိုက်တယ်။ဒီစနစ်တစ်ခုလုံးဟာခင်ဗျားကိုအဲ့ဒီလားစာအပေါ်မှာပဲတက်လုံးမီကိုနီအောင်လုပ်ထားတာ။စဉ်းစားကြည့်ပါခမည်းလားစာတိုးလာလေးခမည်းရဲ့လူနေမှုစီအိကအလိုအရောက်လိုက်တိုးလာလေးပဲအရင်ကလားစာ9သိန်းလုံးကတာမန်တိုက်ခန်းမှာနေတယ်လားစာ15သိန်းဖြစ်လာတော့ပိုကောင်းတဲ့နေရာပြောင်းနေတယ်အရင်ကလိုင်းကားစီးတယ်လားစာတိုးတော့ကားအရစ်ကြပဲစီးတယ်လားစာတိုးလာတိုင်းခမည်းကလွတ်လပ်လာတယ်လို့ထင်နေရပေမဲ့တကယ်တမ်းကျတော့ခမည်းရဲ့ကျူးကပိုကျက်လာတာပါဘာလို့လဲဆိုတော့ခမည်းတီထောက်ထားတဲ့ဒီလူနေမှုပုံစံကိုထိန်းထားဖို့တဲ့အဲ့ဒီလားစာကိုခင်ဗျာမရှိမဖြစ်လိုအပ်နေပြီလေဒါကိုကျွန်တော်ကရွှေ့တန်းကြိုးလို့ခေါ်တယ်အစိုးဆုံးကတော့ဒါကိုခင်ဗျာကိုယ်တိုင်လုပ်ခဲ့တာပါကျွန်တော်တို့ကချမ်းသာမှုဆိုတာကိုပစ္စည်းတွေပိုးဝဲနိုင်တာလို့ပဲမြင်ကြတာကိုတလားကို350ရတယ်သူဟာသူ့ရဲ့အသုံးစရိတ်က45သိန်းရှိနေမယ်ဆိုရင်9သိန်းရတယ်သူလိုပဲထောင်ချောက်ထဲပိတ်မိနေတာပါပဲခင်ဗျာရဲ့လွတ်လပ်မှုကိုဆုံးဖြတ်တာဟာလားစာဘလောက်ရလဲဆိုတာမဟုတ်ဘူးခင်ဗျာရဲ့ဝင်ငွေနဲ့အသုံးစရိတ်ကြားကကွာဟချက်ပဲဖြစ်ပါတယ်ကျွန်တော်တုံငယ်ချင်းတယောက်အကြောင်းပြောပြမယ်သူကလားစာအရန်ကောင်းတယ်ဒါပေမဲ့သူအလွတ်ထွက်ဖို့စဉ်းစားလိုက်တိုင်းစိတ်ပူပြီးဗိုက်ထဲကအောင့်တလာတယ်ဘာလို့လဲဆိုတော့သူမှအိမ်လားစာကားအရစ်ချတားသမီးကြောင်းလားစာတွေကတန်စီးနေလို့ပဲလားစာတိုးလာလဲသူ့ရဲ့ငွေကြေးတော့ကယော့မသွားဘူးဘာလို့လဲဆိုတော့လားစာတိုးလာတဲ့ခင်ဗျာရဲ့ပေးဆရမဲ့တာဝန်တွေ liability ကပိုမြန်တိုးနေလို့ပဲခင်ဗျားကိုကျွန်တော်တခုမေးမယ်တကယ်လို့ခင်ဗျားမနဲ့ပြန်အလုပ်ထွက်လိုက်ရင်ဘယ်နှလအသက်ရှင်နိုင်မလဲတကယ်လို့အဖြေက3လထက်နည်းနေမယ်ဆိုရင်ခင်ဗျားဟာထောင်ချောက်ထဲပိတ်မိနေပါပြီခင်ဗျားဟာငွေကြေးအရာတဲနဲ့တလအကွာမှာပဲအမြဲရှိနေတာဒါဟာလုံခြုံမှုမဟုတ်ဘူးအကျဉ်းထောင်တစ်ခုတည်းရောက်နေတာပါဒါပေမဲ့ဒါဟာမလွဲမသွေဖြစ်ရမယ့်အရာမဟုတ်ပါဘူးခင်ဗျားရဲ့လားစာဟာခင်ဗျားကိုချမ်းသာအောင်လုပ်ပေးနေတာမဟုတ်ပဲခင်ဗျားကိုအမြင်အလုံးများနေအောင်ပဲလုပ်ထားတာဆိုတာကိုတိလိုက်တဲ့ခဏမှာအရာအလုံးပြောင်းလဲသွားပါလိမ့်မယ်ဒီထောင်ချောက်ကိုခွဲဖြတ်ဖို့ဆိုရင်တဲ့ဝင်ငွေနဲ့ချမ်းသာကြွယ်ဝမှုကိုမရောထွေးပါနဲ့လာစာများတာကဝင်ငွေပါကုလက်ထွေးမှာအငဲချန်နေပြီးတိုးပွားနေတဲ့ငွေကမှချမ်းသာကြွယ်ဝမှုပါညစ်ဝင်ငွေထက်အသုံးစရိတ်ကိုနည်းအောင်တမင်ထိန်းချုပ်ပါဒါဟာတခုတည်းပေါ်လွတ်မြောက်ရာလမ်းစပါ၃အရေးပေါ်သုံးဖို့ငွေကိုစုထားပါခင်ဗျားစီမှာ3လစာ6လစာအသုံးစရိတ်စုမိထားပြီဆိုရင်ခင်ဗျားရဲ့စိတ်ဓာတ်ကလွတ်လပ်သွားပြီအလုံးမှာအနိုင်ချင်းခံရရင်ကိုယ်တွင်မကောင်းရင်တခါတည်းအလုပ်ထွင်နိုင်တဲ့တတိရှိလာတယ်ပန်းနိုင်ဟာပိုက်ဆံပေါ်ရဖို့တွေမဟုတ်ဘူးလားစာဘုံမမီခိုရတော့ပဲလွတ်လပ်ဖို့ဟာခင်ဗျားလားစာကိုမလိုအပ်တော့တဲ့ခဏမှာခင်ဗျားတကယ်လွတ်လပ်သွားပါပြီဒီလားစာထောင်ချောက်ကနေလွတ်မြောက်သွားတဲ့သူတွေကခင်ဗျားတဲ့ပိုတော်လို့မဟုတ်ဘူးသူတို့ကဒီစနစ်ကိုရိပ်မိသွားပြီမ
ဖြစ်စည်းတွေပိုင်ဆိုင်ရတာတဲ့လွတ်လပ်တာကပိုရေးကြည့်တယ်ဆိုတာကိုဆုံးဖြတ်လိုက်လို့ပါပဲခင်ဗျားမှလည်းအဲ့လိုရွေးချယ်ပိုင်ခွင့်ရှိပါတယ်အခုဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တယ်ဆိုရင်လာစာထောင်ချောက်ထဲကြာရောက်နေတဲ့သူငယ်ချင်းတွေသိအောင်မျှဝေပေးလိုက်ပါဦး subscribe နဲ့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဟုတ်နော်